ငါခုပေါ့နော်ခုလေးငါခုပြီးရင်နှစ်ပေါက်ကျော်အဲ့လိုမျိုးဒါထိုးထားတာပေါ့နော်ဒါရဲ့ single crochet နဲ့အစီလေးနဲ့ join ထားတယ်အပေါ်တန်းနေနဲ့ဒါအလျှော့ကလေးတွေဒီဘက်ကလေးလောက်တယ်ပေါ့နော်ဒီဘက်ကနေဒီဘက်ကိုအစီနဲ့ဆက်လိုက်မယ်ပြီးသွားရင် chain 3ပြီးသွားရင်တိုင်ရှည်ဒီမှာ4တိုင်ထိုးမယ်ဒါလေးပန်းပွင့်လို့ပို့ပေါ့နော်ပြီးသွားရင် chain 3ပြီးရင်ဒီအောက်ကိုအစီနဲ့ဆက်လိုက်မယ်ဒါဆိုရင်1 2 3 4 5ခုနော်ပြီးရင်ဒီဘက်တန်းကိုအစီနဲ့ထပ်ဆက်မယ်ပြီးရင် chain 6ခုတက်မယ်1 2 3 4 5 6ခုတက်ပြီးရင်4ခုမြောက်ကိုဆင်မယ်1 2 3 4ခုမြောက်ရောက်ရင်အနောက်ကိုလှမ်းပြီးတော့ဒီအနောက်ကလေးကိုဒီလိုထည့်လိုက်ပါမယ်နောက်ဖောက်လေးထိုးထားရင်တော့ပိုကောင်းတယ်နဲ့ချစ်သွားတာဒါကမျိုးပဲတောက်လျှောက်ထည့်လိုက်ပါနော်ပြီးသွားရင် chain 3တော့ပြီးသွားရင်ဒီခွင်းလေးကိုပဲပတ်စင်နဲ့ပြန်ဆက်လိုက်လို့ဆိုရင်ပန်းပွင့်လုံးပါနဲ့ဒါလေးကတရွက်လေးအတွက်လုပ်ထားတာလေနောက်ပြီးရင်ဒီဘက်ကိုအစီနဲ့ထပ်ဆက်မယ်နော်ပြီးရင်ပန်းပွင့်လုပ်ဖို့အတွက်1 2 3ပြီးရင်တိုင်ရှည်4တိုင်ဒါဆို1 2 3 4 5ခုလိုချင်တာဆိုဒီမှာ chain 3နဲ့3ပြီးအစီနဲ့ဒီလိုပဲပြန်ဆက်မယ်နော်ဒီရွက်ကလေးလုပ်ဖို့အတွက်ဒီဘက်ကိုအစီနဲ့ထပ်ဆက်မယ်ပြီးရင်1 2 3 4 5 6ပြီးရင်1 2 3 4ခုဆက်ပြီးဆိုရင်လက်လှည့်ပြီးတော့ဒီနောက်ကပေါက်လေးကိုထည့်လိုက်ပါနော်ဒီနည်းနည်းတော့လောက်ဝင်တာမျိုးဆက်လိုက်မယ်ပြီးရင်1 2 3 chain 3ပြီးသွားရင်ဒီမှာပြန်ဆက်မယ်ဒီလိုမျိုးလေးတွေဖြစ်သွားမယ်အပုံစံအတိုင်းဒီထိပ်ဆုံးအထိထိုးလိုက်ပါတော့